ကဲဒီကိုရအောင်မိုင်းမင်္ဂလာပါဗျာเนาะမနေ့ကဆိုလို့ရှိရင်ကျွန်တော်เนาะဒါEverton ရဲ့တခိန်ပွဲเนาะ Man U ပွဲကိုကျွန်တော်ဒါကိုပေါင်းရွေးချယ်ပေးခဲ့တယ်ဒါပေမဲ့ body ကတော့ကျွန်တော် Man U ပွဲကိုအကြိုက်တူရဲ့ညီကိုတွေဆော့ပါဆိုပြီးပြောခဲ့တယ်ကိုပေါင်းကတော့ကျွန်တော်မရခဲ့ဘူးဗျာเนาะမနေ့ကကျွန်တော်ပြောခဲ့တယ်လို့ပဲเนาะ Everton ဒီဒါအိမ်ကွင်းကောင်းတဲ့အသင်းဖြစ်တယ်ပြီးလို့ရှိရင်ခန်းစစ်ပိုင်းမှာတော်တော်ကောင်းမွန်တဲ့အသင်းဖြစ်တယ်ဗျာเนาะဒါအိမ်ကွင်းမှာပြောတော့เนาะအိမ်ကွင်းပိုင်းမှာဆိုလို့ရှိရင် Everton ဒီခန်းစစ်ပိုင်းတော်တော်ကောင်းမွန်တဲ့အသင်းဖြစ်တယ် Man U ကမနိုင်ဘူးတော့မဟုတ်နိုင်ပဲမနေ့ကကျွန်တော်ပြောခဲ့တယ်ပဲเนาะ Man U အနေနဲ့အနေဆုံးတည်ရည်နဲ့အနိုင်ရှိတယ်အနေဆုံးတည်ရည်ရှိတယ်ဗျမနိုင်ဘူးဆိုတော့ရှုံးတယ်လုံးဝအကြောင်းမရှိဘူးအနေဆုံးတည်ရည်ရှိတယ်လို့လည်းပြောတယ်ပြီးရင်ဒါ Man U Manchester United ကကျွန်တော်တို့ဒါเนาะဒါ Everton ကိုဒါအဝေးကွင်းနေမှာဆိုပို့ပြီးတော့အနိုင်ရတဲ့များထားတာပဲကျွန်တော်တွေ့ရတယ်เนาะအဲ့တော့မနေ့ကကျွန်တော်ကိုပေါင်းတော့မရခဲ့ဘူးကျွန်တော် body တော့အကြံပေးခဲ့တယ်เนาะ Man U body တော့ကျွန်တော်အကြံပေးခဲ့တယ်ဒီနေ့မှာကျွန်တော်ဒါ Champion League ပြန်လာပြီဆိုတော့เนาะကျွန်တော်ဒါတပွဲကောင်းရွေးချယ်ပြီးတော့သုံးသပ်ပေးမယ်ဒီပွဲကလုံးဝတော်တော်လေးကိုဒါကြိတ်ကောင်းမဲ့ပွဲထဲမှာလည်းပါတယ်လုံးဝဒါနှစ်စဉ်နှစ်တိုင်းဒါကန်ချန်ပီယံလိချေဆွမ်းအတွေ့အကြုံတွေရှိနေတယ်ဒါတီကိုနဲ့ကျွန်တော်ဒါ club project တို့ပွဲဖြစ်တယ်เนาะလက်ရှိဒါနှစ်သင်းလုံးကကျွန်တော်ဒါပြီးခဲ့တဲ့ကျွန်တော်ပထမကြောဒါချန်ပီယံလိတွေ့ဆုံမှုမှာဆိုလို့ရှိရင်တော့ဒါ3-3နဲ့တရေချထားပြီးတော့နှစ်သင်းလုံးကမြန်မာစစ်ဆိုင်နဲ့ဂိုးတွေတော်တော်လေးကိုမြူးထားခဲ့တယ်အသင်းနှစ်သင်းလုံးဖြစ်တယ်เนาะအဲ့တော့တီကိုဒီကျွန်တော်ဒီနေ့ရာဒီမှာဆိုလို့ရှိရင်ချန်ပီယံလိမှာဆိုလို့ရှိရင်အရင်နှစ်တည်းလောက်အားမကောင်းဘူးအိမ်ကွင်းပိုင်းရအစเนาะအရင်နှစ်တည်းလောက်အားမကောင်းဘူးကျန်တဲ့ကတ်တွေစပိန်ကတ်မှာဆိုတော့ဘာကာဒါ4-0နဲ့နိုင်တယ်ဒီစပိန်လာလီဂါမှာဆိုလို့ရှိရင်လည်းဒါ၄လုံးသွင်းထားတယ်เนาะဒါအိမ်ကွင်းမှာ၄ဝက်လောက်သွင်းပြီးအနိုင်ပြန်ထားတာကိုတွေ့ရတယ်ဒါပေမဲ့ချန်ပီယံလိမှာဆိုလို့ရှိရင်သူ့ရဲ့ခြေစွမ်းကဒီနောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင်အဲ့လောက်ထိထိုးနေမပေါက်တာကိုတွေ့ရတယ်ဗျเนาะအဲ့တော့ဒီအခုဒါ club group ချက်ကလည်းเนาะတော်တော်လေးကောင်းမွန်လာတာကိုတွေ့ရတယ်ဗျเนาะဒါသူ့ရဲ့ league မှာဆိုလို့ရှိရင်ရောဒါနိုင်ရတဲ့တွေရထားတယ်ဒီအဝေးကွင်းမှာဆွမ်းဆောင်ရအစားเนาะပြောကြဘူးဒါမာဆေးကိုလည်းဒါအိမ်ကွင်းမှာ3-0နဲ့နိုင်ထားတယ်ဗျเนาะ club group ချက်ကတော်တော်လေးကောင်းမွန်လာတာကိုတွေ့ရတယ်ဗျအဲ့တော့ဒီနေ့မနက်ပေးထားတဲ့ဈေးတန်းဒီကျွန်တော်တို့ဒါတီကိုကနေပြီးတော့တစ်လုံးကို60ရှုံးကိုပေါင်းကတာ3လုံး50ရှုံးနဲ့စတင်ထားတယ်ဗျเนาะလက်ရှိပေးထားတဲ့ဈေးတန်းကတီကိုဒီနှစ်ဘိုးလောက်ပြတ်မှကျွန်တော်နိုင်မဲ့အနေထားမျိုးဖြစ်တယ်ဗျเนาะအဲ့တော့ခုနကကျွန်တော်ပြောခဲ့သလိုပဲတီကိုရဲ့ခြေစွမ်းကချန်ပီယံလိခြေစွမ်းကိုကြည့်မယ်ဆိုလို့ရှိရင်တီကိုဒီဒါချန်ပီယံလိအတွေ့အကြုံရှင်းနေတယ်အသင်းဖြစ်တယ်လို့ club blue jack ကဒီနောက်ပိုင်းနေမှာဒါကောင်းမွန်လာတဲ့အသင်းလည်းဖြစ်တယ်ဒီနေ့ညနေမှာတော်တော်လေးကိုကောင်းလာအောင်တွေ့ရတယ်ဗျเนาะအဲ့တော့အခုပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်ကျွန်တော်ဒါ club blue jack ကိုဒါတီကိုကနှစ်လုံးလောက်ထိပြတ်ပါမလားဒီတစ်ချက်ကိုကျွန်တော်ကြည့်ရမယ်ကျွန်တော်ဆိုရင် club blue jack ကတော်တော်လေးကောင်းနေတယ်เนาะအဝေးကွင်းရောအိမ်ကွင်းရောတိတ်ပြီးရောအရင်ပြောနေစရာမလိုတော့အောင်ဒီကောင်းမွန်တဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတီကိုအနေနဲ့เนาะဒါဒီနေ့ပေးထားတဲ့ဈေးတန်းကနှလုံးသွင်းမှနိုင်မယ်ဈေးတန်းဖြစ်တဲ့အတွက်ကြောင့်တီကိုနိုင်ကောင်းနိုင်လိမ့်မယ်နိုင်ဖို့လည်းများပါတယ်ဗျာနိုင်ဖို့ chance လည်းများတယ်အနည်းဆုံးနိုင်ဖို့ကကျွန်တော်ဒါ80%တော့ရှိတယ်ဒါပေမဲ့နှစ်ကိုပြတ်ဖို့တော့ blue jack ကိုမလွယ်လောက်ဘူးလို့ကျွန်တော်ထင်တယ်ဗျာเนาะ blue jack ကိုနှစ်ကိုပြတ်ဖို့တော့မလွယ်လောက်ဘူးဘာလို့လဲဆို blue jack ကဒီတော့ champion league မှာရောသူ့ရဲ့ league မှာရောဝေကွင်းရောအိမ်ကွင်းရောပြောစရာမလိုတော်တော်လေးကောင်းနေတဲ့အသင်းဖြစ်တယ်ဗျာเนาะဒီနောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင်ပိုတော်ကောင်းလာပြီเนาะဒါ club blue jack ကဒါမာဆေးကိုလည်းဒါ3-0နဲ့နိုင်ထားတယ်ပြီးကျွန်တော်ဒါသူ့ရဲ့ league မှာဆိုလို့ရှိရင်เนาะဒါတောက်လျှောက်ဒါဝေကွင်းတွေမှာနိုင်ပွဲတွေရထားတဲ့အသင်းဖြစ်တယ်ဗျာเนาะအဲ့တော့ဒီနေ့ပေးထားတဲ့ဈေးတန်းရဆိုလို့ရှိရင်ကျွန်တော်ကဒီနေ့ club blue jack ကိုကျွန်တော်ပူကြိုက်တယ်ဒါ champion league ကျွန်တော်တို့ဘွဲကောင်းတင်ဆက်ပြီးတာညီကိုတို့အကြိုက်ဒီမှာဆော့ပါအကြိုက်မတူဆိုပတ်ကံပါဗျာเนาะ channel ပွဲလို့တော့ကျွန်တော်ဒါ channel ထဲမှာပဲတင်ပေးတယ်ဒါမောင်းကတ်တွေတပွဲကောင်းတွေတင်ပေးပါတယ်ဗျာเนาะဒီအပိုင်းနည်းနည်းလေး simple လေးများနေလို့ကျွန်တော်ဒါအကောင်းဆုံးတော့ရွေးချယ်ပြီးတော့တင်ဆက်ပေးထားပါတယ်အကြိုက်ဒီမှာသာဆော့ပါဗျာเนาะ